ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တပုတ်ဆရာချင်းမင်းနိုင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မုတ်လေးလာစားတာပေါ့နော်ကျွန်တော်ဒီပန်းသေးအစားသောက်ဆိုင်လေး MD1 ဖွင့်ထားဆိုကျွန်တော်အတိအမတယောက်ပေါ့နော်ဒီရွှေဘုတ်ရွှေတကုံဖျားလန်းထိတ်နဲ့26လမ်းထိတ်မှာဖွင့်ထားတာပေါ့သိလားဒီကန်းနာပလာအောက်လမ်းလေးမှာပါကဲကျွန်တော်တို့ဒီနေ့ဘာကြီးစားမယ်ဘာကြီးလုပ်မယ်ဆိုတာဗော်ဒါတို့အပြင်းပြေလေးလိုက်ကြည့်တာပေါ့နော်ကဲအခုကျွန်တော်မန်နူးလေးကြည့်ကြည့်လို့နော်ပန်းသီးစာရေးလည်းMD1 စာရေးရောအများကြီးပါတယ်ပန်းသီးသမင်းပေါင်းရဲ့ဖတ်ထုတ်ကြုံရဲ့အခုငါပဲအစ်စ်ပဲသုံးပေးထားတယ်ကြီးပြီးတော့အတွင်းထဲမှာလည်းအရသာပေါ့နော်အရသာဒီ Chinese ဘက်ကူပေါ့ပန်းသေးပေါ့တရုတ်ပန်းသေးဘက်သွားတဲ့အရသာလေးကိုလုပ်ပေးထားတယ်ပေါ့ဒီပန်းသေး MD1 မန္တလေးအဲ့စီချက်လေးဆိုတာလေအဲ့ဒါလေးရဲ့အမဲပြားခင်ပန်းသေးတုပ်လေးဆိုတာမှာထားပါကျွန်တော်မာရာလေးတော့အကုန်ရောက်လာပြီပေါ့နော်သိလားကျွန်တော်အခုပန်းသေးထမင်းပေါင်းလေးမာရတယ်ပန်းသေးစီချက်တုပ်လေးမာရတယ်ဖတ်ထုတ်ကြော်ကိုငဖက်အစ်စ်နဲ့ဒီအားကျတော့အမဲပြားခင်ပန်းသေးတုပ်လေးမာရပါတယ်အဲ့လားစားကြည့်ရအောင်ဖတ်ထုတ်လေးအရင်စားကြည့်မယ်နော်လူနဲ့အသာအရန်ကောင်းလူနဲ့အသာအရန်ကြိုက်ဒီဖရရတာအရန်ကောင်းနောက်တစ်ခုတော့ဆက်စားကြည့်မယ်နော်ဖရရတာနဲ့တော်တယ်အဲ့မှာငါဖရအပြည့်နေအတော့ကြော်ဆိုပြီးတော့တိတ်တိတ်လေးမဟုတ်ဘူးသိလားဒီဖတ်တော့ကြော်ဆိုတာလည်းအထက်ကငါဖရရတာကိုကောင်းကောင်းစားနေတာငါသိအများကြီးခင်တော့လေစားကြည့်မယ်နော်ဆရာအများကြီးခင်တော့ထမင်းနဲ့ပူလိုက်စားကြည့်ရမယ်သိထမင်းနဲ့ဆိုအရင်လိုက်မယ်အထာမျိုးပင်စိမ်းရတာမသိဘူးရတယ်ပင်စိမ်းလေးလည်းပါတယ်နဲ့ကျွန်တော်တို့အရင်အဆက်လည်းမကြိုက်ဘူးသိလားအရင်စားတဲ့ဘက်ကိုလည်းမကြိုက်ဘူး
အဆက်အရသာတော့ကြိုက်တယ်အဲ့လိုလူနဲ့အရသာလောကပတ်တည်ဒီတိုင်းပြောပြတာတော့တခါရမ်ဇန်မာတို့ဒါကိုစားတဲ့အကောင့်တဘောကြိုက်တော်ကြိုက်အခုဒီဟာလေးကကျတော့ပန်းသေးစီချက်လေး MD1 ပန်းသေးစီချက်လေးစားကြည့်မယ်နော်ကျွန်တော်အဲ့လိုစီချက်ဆိုလေးဒီအဲ့လိုလေးဒီလိုလေးအဲ့လိုစုံနေရလေးပုံစံအရသာလေးကြိုက်မဲနေနေပဲမများနဲ့လေဒါဘစ်မလာစားကြည့်မယ်နော်ငန်းကောင်းဦးရတယ်လူကြီးပါလေဆိုတော့ကြိုက်လူကြီးလူငယ်ကြိုက်ပါလေအဲ့ဒါပေါ့လေးနဲ့လေဒီကောင်လေးတွေကထိထိမိမိလေးလို့ခံစားရတယ်ဒီကောင်လေးကကျတော့ပန်းသေးပေါ့လေးရတာလေးသူကပန်းသေးအဆက်ဖက်လေးအရသာဒီကောင်လေးပေါ့လေးတော်တော်စားလို့ကောင်းဆက်နေလေးထပ်စားမယ်နော်အမ်ဒီဝါလာဖွင့်လာတော့စားနေပန်းသေးနဲ့မန္တလေးအငွေတော်ရတယ်ဒုတိယပြည်စူးစပ်ပေါ့စားနေရအခုပန်းသေးဒီအမေမောင်းလေးဆိုတာပြီနော်အဲ့လေးစားကြည့်မှာလို့ပါတယ်ရတယ်ကြတော့အဲ့ဒါတော့ခါကြီးမာလာအရသာလည်းနည်းနည်းလေးပါတဲ့စီးလေးရဆက်စားလိုက်မယ်နော်ကတော့ဒီဖတ်ထုတ်လေးကအခုပေးရမယ်ဆိုရင်တန်းမှာ9လောက်တော့ပြီးတယ်ဒီစီချက်ကိုတော့အရင်ကြိုက်တယ်စီချက်ကကျွန်တော်အတွက်10 on 10စီချက်အရင်ကြိုက်တယ်ဒီအမဲသားကင်ဓာတ်တုပ်လေးလည်း share ပဲအကောင်ရမ်ဇန်မှာဆိုအရင်စားတင်တယ်လို့ထင်တယ်ကျွန်တော်ဆိုရမ်ဇန်မှာတစ်ခေါက်လောက်ထပ်စားမယ်စိတ်ကူးမိတယ်ပေါ့နော်ဒီကောင်လေးလည်း10 on 10ပြီးတယ်ဒီပန်းသေးတမင်တော့ရဆိုတော့ကျွန်တော်နည်းနည်းအဆက်ဟမတက်တယ်လို့ခံစားရတယ်ကျွန်တော်ငါကအဆက်ဆိုလေဒီလားမာလာမဟုတ်တဲ့အဆက်ကိုကြိုက်တယ်အဲ့လိုဆိုတော့ဒီဟာကျွန်တော်တန်းမှာ7လောက်တော့ပေးတယ်ခုနေကြအချိန်ကတော့အခုဒီမှာကတော့ပေါ့နော်နေ့လေညနေ3နာရီခွဲလောက်ကနေစမယ်ည10နာရီ10ခွဲလောက်ထိဖွင့်ပါပေါ့နော်ဟုတ်တယ်ဆိုင်လေးစာကျတော့အခုတို့ဒီပေါ့ကန်းနာလန်းဟိုမှာဒီရွှေတကုန်းဖျားလန်းနဲ့ဒီ25လမ်းပျောက်တော့26လမ်းကြားပေါ့အဲ့လိုပဲညောပါပေါ့နော်25လမ်းမရှိတော့ဟိုကြက်ချဆုံးပန်းကြံရှိတယ်ကြက်ချဆုံးပန်းကြံရှိတယ်ကျေးဇူးပါနော်အားပေးရလေကျေးဇူးတင်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဘိုးလည်းဘိုက်စာနာနဲ့လမ်းချုံနာနဲ့ဟိုကျွန်တော်အမအတိဆိုရဲဆိုင်လေးနဲ့ဂျုံလုံးတစ်ခါရဲလာစားတော့နော်ကျွန်တော် review လည်းပြီးစားပြီးပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့တော့ပါပဲနောက်ဗီဒီယိုတွေမှာဆုံးကြတာပေါ့နော်အားလုံးမတလား